တခါတော့ကရွာတူရွာမှာကိုလာဆိုတဲ့လူတယောက်ရှိတရေမကြောက်တတ်တဲ့ကိုလာပေါ့လေအဲ့ဒီကိုလာကနာမည်ကြီးတယ်ဘာအနေနဲ့နာမည်ကြီးလဲဆိုတော့တရေမကြောက်တတ်တဲ့နော်ကျွန်တော်တို့ကကိုလာဆိုပြီးတိတ်နာမည်ကြီးတယ်နော်ကျွန်တော်တို့ကိုလာတရေဘယ်လောက်မကြောက်တယ်ဆိုတော့တရေ6တက်တဲ့နေရာမှန်သမျှကိုကိုလာရောက်အောင်သွားတယ်တရေ6ဖို့နော်တရေ6လို့နာမည်ကြီးတယ်တရေ6တယ်လို့နာမည်ကြီးတဲ့နေရာမှန်သမျှကိုလာရောက်အောင်သွားပြီးတော့တရေကိုတွေ့ကျင်လို့ဒါပေမဲ့ကိုလာဟာကြောက်တတ်တဲ့သူတွေကတရေ6တာမကြောက်တတ်တဲ့သူဆိုတရေကသူပြန်ကြောက်နေလားမသိမတွေ့ရအဲ့နဲ့ကိုလာတရေရှာပုံတော့ဖွင့်တယ်နော်တရေရှာပုံတော့ဖွင့်တရေတွေ့ကျင်တယ်တရေတွေ့ကျင်ကြာလာတော့တရေကလည်းမတွေ့တဲ့အခါမှာအလကားပါတရေဆိုတာလောကမှာမရှိပါဘူးအလကားပါတရေဆိုတာလောကမှာမရှိပါဘူးဒီလိုနဲ့ကိုလာနေလာရောတနေ့ကျတော့ကိုလာရဲ့နွားတွေပျောက်တဲ့အတွက်ကိုလာကရွာကိုပတ်ပြီးတော့နွားပျောက်လိုက်ရှာနွားပျောက်လိုက်ရှာသူ့နွားတွေတွေ့လို့စောနဲ့ရှာရင်နဲ့ဟိုးညနေလဲစောင်းပြီးတော့တောထဲမှာလဲမျက်စိတွေလဲတော့လမ်းတွေပျောက်ပြီးတော့ဇရက်အပြက်ကြီးတစ်ခုနားကိုသူကရောက်သွားတယ်သူ့နွားပျောက်တာကိုလိုက်ရှာနေရင်းနဲ့ဒီဇရက်အပြက်ကြီးတစ်ခုနားကိုရောက်သွားပြိုပြက်နေတဲ့ဇရက်အဲ့ဒါကိုလာနွားကိုလည်းမတွေ့တဲ့အခါမှာပြိုပြက်နေတဲ့ဒီဇရက်ကြီးတွေကိုကိုလာဇရက်ကြီးကလည်းထူးဆန်းတာဟုတ်သူဒီရွာနားနီးမှာခဏသွားလာနေတယ်ဒီဇရက်ကြီးမျိုးလည်းသူတခါမှမတွေ့ဘူးဆိုတော့ကိုလာကအဲ့ဇရက်ပေါ်တက်လဲကြည့်လိုက်တော့လာဇရက်ပေါ်မှာဘာတွေ့တယ်လို့ထင်ပါလဲဇရက်ပေါ်မှာနှကမ်းမွေးတွေနဲ့နော်ထောင်မောင်းအဖိုးကြီးတယောက်တွေ့အဖိုးကြီးတယောက်တကယ်ကိုနန်းဝစ်နန်းစားတွေနဲ့နှကမ်းမွေးနဲ့ထောင်မောင်းအဖိုးကြီးတယောက်တွေ့တရေမလေးအဲ့ဒါတော့မှားပါတယ်ခင်ဗျာထောင်မောင်းအဖိုးကြီးတယောက်တွေ့အဲ့တော့ဒီနန်းဝစ်နန်းစားတွေနဲ့ဆိုတေးကြတယ်ဒါတန်ပန်လူတော့မဟုတ်ဘူးကိုလာချက်ချင်းပျော်သွားတယ်ကိုလာတရေတွေ့ကျင်တဲ့သူကိုလာတရေတွေ့ကျင်တဲ့သူဆိုဟာနန်းဝစ်နန်းစားတွေနဲ့အဖိုးကြီးကိုလည်းတွေ့ရောကိုလာချက်ချင်းပျော်သွားသေချာတယ်ဒီနားမှာဘာအင်ဂျင်မှမရှိဘူးဒီစရက်မျိုးလည်းငါမတွေ့ဘူးသေချာပေါက်80အဖိုးကြီးဟာတရေဖြစ်မယ်တရေဖြစ်အဲ့ဒါနဲ့ကိုလာဝမ်းတာအားနဲ့တရေကိုတွေ့ကျင်တဲ့သူကိုသူကနော်အဲ့ဒါနဲ့ဝမ်းတာအားရနဲ့ဇရက်ကြီးပေါ်တက်သွားဟိုအဖိုးကြီးကစောက်အဲ့ဒါနဲ့အဖိုးကြီးကစီးပြီးတော့ပြောတယ်မောင်မင်းနဗန်းတက်လားကိုလာဇရက်ပေါ်ကိုရောက်တော့ရှိသေးတယ်ခုနနှကမ်းမွေးနဲ့အဖိုးကြီးကကိုလာကိုစီးပြီးပြောတယ်မောင်မင်းနဗန်းတက်လားကိုလာကလည်းအာချီတက်တာပေါ့ဗျာအာချီတက်တာပေါ့ဗျာအေးဒါဆိုရင်အဖိုးကြီးကပြောပြင်းလို့တပွဲတလန်းအကဲဆန်းရအောင်ကွာပြင်းလို့ပါလေတပွဲတလန်းအကဲဆန်းရအောင်လှုပ်လိုက်လေဗျာကြာသလားလို့ကိုလာလည်းပြန်ပြောလှုပ်လိုက်လေဗျာကြာသလားလို့ချပြီးတော့နော်ဖိုးကြီးကလည်းအဲ့မှာနော်တခါလေးထောင်းမောင်းကြီးဆိုတော့ပစိုးတွေပါလေကြောင်ကြိုက်ကိုလာလည်းကြောင်ကြိုက်လုံးပါလေရောနှစ်ပန်းလုံးနဲ့ထူးစမ်းတယ်အဖိုးကြီးကသူ့ဘာမှမလုပ်ကိုလာကသာအဖိုးကြီးကိုစိတ်ကြိုက်ထိုးတယ်နော်အဖိုးကြီးလဲသွားပြီဆိုရင်ဖနှောင်းနဲ့ပေါက်တယ်ထိုးတယ်ကြိတ်တယ်ဖနှောင်းနဲ့ပေါက်တယ်ထိုးတယ်ကြိတ်တယ်ဖနှောင်းနဲ့ပေါက်တယ်အဖိုးကြီးကသူ့ဘာမှပြန်မလုပ်ဒါပေမဲ့အဲ့ဒီအဖိုးကြီးကိုထိုးရတာဖွဲ့ကြီးထိုးနေရတယ်လို့ပဲဘာမှလည်းအဖိုးကြီးအော်လည်းမအော်ဘူးနာကျင်တာလည်းမပြောက်ဟောကိုလာလည်းအသေးစမ်းကွာထိုးတယ်ဖနှောင်းနဲ့ပေါက်တယ်ဟိုဖိုးကြီးကလည်းနာကျင်တဲ့ပုံစံလည်းမပြောက်ဘူးဖွဲ့ကြီးထိုးနေရတဲ့အတိုင်းပဲနောက်ဆုံးကိုလာချာလာတော့ခြေကုံလက်ပန်းကြအဲ့နဲ့ကိုလာမောတာနဲ့ဇရက်ဘောခုံဆင်းလိုက်တော့အဖိုးကြီးကပြောတယ်အလိုလဲကွာအရှုံးပေးပြီလားကိုလာလည်းဘယ်ရမလဲပရဲမကြောက်တတ်တဲ့သူဆိုတော့မဟုတ်ဘူးကျုပ်နွားရှာရအောင်မှမလို့ဗျနွားတွေကြာရင်ပျောက်သွားမှာဆိုလို့ဒါကြောင့်နွားပြန်ရှာလိုက်အောင်အဲ့တော့ဖိုးကြီးကပြောအေးကွာအဲ့ဒါဆိုရင်မနှက်ပြန်လာခဲ့ဦးလေကွာကိုလာတော့ဘာမှမပြောဘူးဒါပေမဲ့ကိုလာရွာကိုပြန်လာတော့မချေမနှက်နဲ့ပြန်လာရွာမှာသူတို့ရွာမှာကိုလာတို့ရွာမှာနာမည်ကြီးတဲ့အထက်လန်းဆရာကြီးတယောက်ရှိအဲ့ဒီအထက်လန်းဆရာကြီးစီကိုလာသွားပြီးတော့ရွာကိုရောက်တာနဲ့ထမင်းတွေပါလေစားပေါ့ထမင်းတွေပါလေစားဆိုပြီးတော့ကိုလာအဲ့ဒီအထက်လန်းဆရာကြီးစီသွားပြီးတောထဲမှာဒီဇရက်ပေါ်မှာဒီအဖိုးကြီးနဲ့တွေ့ခဲ့တဲ့အကြောင်းပြောတယ်အဲ့တော့အထက်လန်းဆရာကြီးကမေးမင်းသူ့ရဲ့ခေါင်းကိုမကင်ဘူးလားကွာ
ချန်တာအကုန်လုံးလို့ရတယ်ဗျာကျွန်တော်သူ့ကိုကန်လို့ရတယ်ထိုးလို့ရတယ်ကန်ကြောက်လို့ရတယ်ခေါင်းတော့အကန်မခံဘူးဗျာဒီဖိုးကြီးကချန်တာအကုန်လုံးလို့ရတယ်ကျွန်တော်ထိုးလို့ရတယ်ကန်လေဖနှောက်နဲ့ပေါက်တယ်သူဘာမှပြန်မလို့ကျွန်တော်လည်းတစ်ချက်မှပြန်မထိုးဘူးကျွန်တော်ဘာလို့မောလဲဆိုတော့ तू ဘလောက်ထိုးသူကဖွဲကြီးထိုးနေရတယ်လို့ဖြစ်လို့ဒါမောလာတာဒါပေမဲ့တခုတော့ရှိတယ်ခေါင်းတော့ကင်လို့မရအေးဟုတ်တယ်အဲ့တော့မှအထလန်းဆရာကြီးကနာနာဘွားတွေရဲ့တက်လုံကသူတို့ရဲ့ခေါင်းမှာရှိတယ်ကွာအဲ့တရေအုတ်ထုတ်လို့ခေါ်တယ်အဲ့ဒီအုတ်ထုတ်မင်းလက်ထဲပါလာပြီသူတို့ခေါင်းဘွားနေမင်းလက်ထဲပါလာပြီအဲ့တစေအုတ်ထုတ်မင်းလက်ထဲရောက်လာပြီဆိုရင်တော့တရေတွေကခွေချသွားပြီးဒူးထောက်ရှခိုးကြတာပဲကွာတရေတွေရဲ့အသက်ကတက်လုံကခေါင်းမှာရှိတယ်ဒါပေမဲ့ဆရာကိုလာပြန်ပြောတယ်ဒီဖိုးကြီးကခေါင်းအကင်မခံဘူးလေဆရာခေါင်းမှာအကင်မခံအဲ့နဲ့အထလန်းဆရာကြီးကစဉ်းစားပြီးတော့မှအေးခေါင်းအကင်မခံဘူးဆိုတော့ရော့ဒီမှာချီမန်းဝင်းယူသွားချီမန်းဝင်းပေးလိုက်အဲ့ဒီချီမန်းဝင်းနဲ့မေလေဘေးကနေသာစွတ်တာချလိုက်အဲ့ဒီချီမန်းဝင်းနဲ့လေဘေးကနေလစ်တဲ့ချိန်မှာစွတ်တာချလိုက်ဟုတ်ပြီအကူလာမေးတယ်အထလန်းဆရာကြီးကိုအဲ့ဒီချီမန်းဝင်းစွတ်လိုက်ရင်ဘာဖြစ်သွားမှာတော့ဗျဘာဖြစ်သွားမလဲစွတ်လိုက်ရင်တစ်ဆေးကဘာဖြစ်သွားမလဲတရေကဘာဖြစ်သွားမလဲအဲ့ဒီကြတော့အထလန်းဆရာကြီးကအေးအတိကျတော့မပြောနိုင်ဘူးကွာတခုတော့ဖြစ်သွားမှာပဲချီမန်းခွင်းနဲ့အဲ့ဒီတရေကိုစွတ်လိုက်ရင်အတိကျတော့မပြောနိုင်ဘူး